အားလုံးပဲမင်္ဂလာပါ9ရက်နေ့တနင်္လာညနေအတွက်ပေါ့ဒီကအချိန်က3:05အချိန်ပဲကြိုက်တာတစ်လုံးနဲ့ကပ်ကျွန်တော်3:00ကြိုက်တော့3:00တစ်လုံးထုတ်လာတယ်ငါကွက်ထုတ်လာပူးမယ်ဆိုရင်တော့ဒီထဲကပဲ3:00နဲ့ငါပေါ့ငါနဲ့မထုတ်တော့3:00နဲ့အဓိကထုတ်တာသူကဒီ site မှာပေါ့နေ့လေရတယ်ငါနဲ့ငါတက်နေပြီးပါဒီကနေပဲချအောင်တင်ငါတပင်ကျော်ငါတက်ကျွန်တော်ဒီ site ကိုတင်ငါလို့မရှိဘူးနင့်ငါလို့တဖန်လိုက်တာထိတ်တုံးလုံးပေါင်း6နဲ့ငါပိတ်ထိတ်တုံးလုံးပေါင်း6နဲ့ငါပိတ်ထိတ်တုံးလုံးပေါင်း6နဲ့နှစ်ထိတ်ငါပိတ်နင့်ငါလို့တည်ယူလိုက်ဒီဒီအမြင်နဲ့ပဲချအောင်ဒီ site နဲ့ထုံးဒီ56 frame တင်းနဲ့တောင်းဝင်ချ56တင်းနဲ့တောင်းဝင်ချမှာ56ဒီ56 frame ထောင်ရတဲ့ဒီခေါငါတူဇောင်းမှာ51ကိုချိန်သူကထိတ်ဆုံးတစ်ချိန်က9တလုံးနဲ့9တလုံးအပိုင်နဲ့ချိန်ပဲညနေလည်းဒီချိန်ပဲထွက်4ခွန်ဆိုမနေ့9နဲ့ချိန်ပြီးတော့ညနေ9နဲ့ချိန်သွားတယ်တော့အပိန်မှာတော့ဝင်အဲ့ဒါဒုတိယကက်လဲဒီမှာ9600ရင်85မနေ့ပိုင်း45 9တလုံးနဲ့ချိန်သွားတယ်ဒီမှာလဲ9တလုံးနဲ့ချိန်တယ်မနေ့ပိုင်း9တလုံးချိန်ပြီးညနေပိုင်းကိုဒီ7တလုံးနဲ့ပြန်ချိန်သွားတယ်ဒီမှာ9တလုံးနဲ့ချိန်သွားလောစတတိယကလည်း9600ပြီဆိုတော့ ਨੇ ဒီ3:05 9တလုံးနဲ့မနေ့ပိုင်း9တက်ချိန်သွားပြီဒါဆိုရင်ညနေလည်း3:05အချိန်ပြန်လာရှေ့ပြန်တိုင်းတီးကြဆိုတော့3:00တလုံးချိန်မှာ3:00တလုံးကြာဖို့ရှိမှာအဲ့မှာတော့4ခွန်ထွက်တဲ့ချိန်ဒီပိတ်တုံးလုံးပါဒီချိန်ခွန်ကဟိုခွန်ပိတ်တော့ဝင်တုံးလုံးပေါင်း6လို့ဖြစ်နေတယ်ယူလာကြတယ်ဒီမှာပိတ်8ကတော့မှ8တော့ဝင်တယ်ဒီတုံးလုံးပေါင်း388ပေါင်း6လို့ဖြစ်နေတယ်โอเคဒီမှာ3:00တလုံးကျန်တာဟိုအပိတ်တော့ဝင်မယ်ဆိုခွန်ရဲ့9ရဲ့3:00ရဲ့ပေါင်း6ပဲဖြစ်တယ်ဆိုတော့3:00တလုံးအဲ့မှာဒီ3လုံးပေါင်း6ဆိုရင်ဒီထိပ်စီ3လုံး4ရဲ့6ရဲ့6ရဲ့ပါ6ပြန်ဖြစ်လို့ဒီစခွန်ဒီ3လုံးပေါင်း6ဆိုရင်ဒီထိပ်စီ3လုံးပေါင်း3ရဲ့ခွန်ရဲ့9ရဲ့ပါ6ပြန်ဖြစ်လို့အဲ့ဒီ3လုံးပေါင်း6ဆို3ဒီ3လုံးပေါင်း6ပြန်ဖြုတ်ဖို့ဆို9ထဲမှာ90ဆိုတဲ့ကွက်90ကနန်းတော့အားတော့ဒီမှာလေ9တလုံးရှိတယ်တပင်းလက်ပင်ချာ9တလုံး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 ဒီကောင်တော့ဆက်မပြီးတော့ပါဘူး4 9လက်ပင်ချာ4 9လက်ပင်ချာ4 9ဆိုရင်ပြောတယ်ကျွန်တော်3:00တလုံးကြိုက်တော့3:09ဒါမှမဟုတ်ဒီ4ခွန်ကဒီမှာ
frame တဲ့တာဒီခွန်ရဲ့တပင်တပင်ကျော်ကဒီ4ရဲ့4ခွန်ကြာဒုတိယကက်လိုက်တော့9-6တဲ့ပင်ဒီ8ရဲ့တပင်တပင်ကျော်က9ရဲ့9-8ဆိုရကနကြာ4ခွန်9-8အခုဒီမှာ9-6တဲ့လားတော့တုံညာရှိမယ်တပင်တပင်က6နဲ့60တော့ပါလို့လည်းရှိမှာပါတိုက်တာဒီချိန်ကြိုက်တာနဲ့ကက်တာတော့တုံညာတစ်လုံးနဲ့ထုတ်တာဘူးမယ်ဆိုရင်တော့တုံညာပါငါလည်းရှိတယ်ဒါပေမဲ့ကနန်းနေတာအများမှဆိုတော့ကိုကြိုက်တာနဲ့ချိန်ထိုးလိုက်ပါလားတော့ဒီ9ကွက်3ည9 3ညတက်3ည2 3ည5 3ည6ဘူးမဆို3ည3ညအားလုံးပဲကွက်လက်ပါ